အားလုံးမင်္ဂလာပါဒီနေ့ကတော့ကြာစံဟင်းကားလေးချက်စားမှာဖြစ်ပါတယ်ပါဝင်တဲ့ပစ္စည်းတွေကကြတော့နနဘေမုံလာဦးနီမှာတမယာတိဒီမှာမူမူကြောက်ပန်းချောက်လေးတွေဒီစိမ့်ပါမယ်ပြီးတော့ငုံလေးပြုတ်မယ်ရသွန်အဖြူအနီစပလင်ပင်ဂျင်းလေးဖြစ်ပါတယ်ကြက်သားလေးကိုရင်းစေးပြီးပြုတ်မယ်ကြက်သားလေးကိုတန်စေးရည်နဲ့စေးတယ်ကြက်သားလေးပြုတ်ပြီးတော့အသားထင်မှာအချို့ကကြတော့လည်းမပြုတ်ဘဲနဲ့အဲ့လိုမျိုးအတုံးလိုက်ပြီးထည့်ရတယ်ရှိတာပေါ့နော်ကိုအဆင်ပြေတယ်လို့လုပ်လို့ရပါတယ်ကြာတိုင်းခါရမှာထည့်မှာပန်းပွင့်လေးဖြစ်ပါတယ်ပန်းကောက်ပွင့်လေးထည့်မယ်အသီးရတော့ကိုကြိုက်တာထည့်လို့ရပါတယ်ကြက်သားလေးကိုစင်အောင်စပြီးပြုတ်မယ်ကဲကြာဆိုင်ဟင်းခါရမှာပဲလေးလည်းပါပါတယ်ပဲလေးကိုညကလေးစိန်ထားပါတယ်ဒီပဲချမ်းလေးကိုနိုင်တော့ပြုတ်ပါမယ်ကြာဆိုင်ဟင်းခါလေးတည်းမှာထည့်မလို့ပါဒီစင်အောင်စိမယ်ကဲပဲလေးရေးစင်အောင်စိပြီးဒီပဲလေးပြုတ်ဒီကြာဆိုင်ဟင်းခါရမှာထည့်မယ်ငါးလုံးလုပ်ပြီးထည့်ပါမယ်ပြီးစင်ငါလေးပါငါးလုံးလေးပါထည့်ပါမယ်ဒီလေးဆူလာပြီဆိုရင်ကြက်သားတုံးလေးကိုထည့်ပြုတ်ပါမယ်ကြက်သားလေးခဏပြုတ်ထားပါမယ်ဒီမှာဟိုချောက်ပန်းချက်လေးကိုရေစိမ်ထားပါမယ်ပဲဒါပဲပြားနေပဲပြားလေးလည်းရေစိမ်မယ်ရေစိမ်ပြီးခဏထားထားပါမယ်ဒါလေးတွေကြတော့ပေါ့နော်ဒီမူလေးထုံးလိုက်ထုံးအောင်မယ်ပန်းပွက်လေးကြဒီမူလေးထုံးအောင်ပါတယ်ခြိလိုက်တဲ့သဘောပေါ့နော်ရေနွေးလေးနဲ့နည်းနည်းထည့်ပြီးစိမ်ပို့ပြီးပွားမြန်အောင်ပေါ့နော်ရေနွေးလေးနဲ့ဆိုပို့ပြီးတော့မြန်ဒီမှာထုံးပြီးတော့ပေါ့နော်ရေနွေးလေးစိမ်နာမယ်ခဏစိမ်နာပါမယ်ပြုတ်ထားတဲ့ကြက်သားလေးရပြီဆိုကြက်သားလေးကိုဆယ်ရမှာပေါ့နော်ကြက်သားလေးကိုဆယ်ပါတယ်ဒီမှာအေးမှထွင်မှာပေါ့နော်ပြုတ်ထားတဲ့ရေလေးနဲ့ပဲချမ်းလေးထည့်ပြီးပြုတ်ပါမယ်ကြက်သားပြုတ်ရည်လေးနဲ့ပဲချမ်းလေးထည့်ပြုတ်ပါတယ်ပဲလေးနူးအောင်လို့စားစော့တာလေးနည်းနည်းထည့်ပါတယ်မုံလာဦးမီလေးခွာပြပါပြီမုံလာဦးမီလေးစိတ်ပါမယ်ကြာစံဟင်းခါတဲ့ပါဘောနော်ကိုကြိုက်နှစ်သက်တဲ့ဒီမှာစပယ်လေးလေးကိုပပလေးထားပါမယ်ပြီးတော့ကျတော့လူချင်းပေါ့မိုးလေးထဲမှာပေါ့နော်မိုးလေးရေစိမ်လိုက်ပွားလာတယ်ဒီထိတ်ကဟာလေးဖယ်တယ်ပေါ့နော်ထိတ်မှာလေထိတ်ခေါင်းလေးတွေမယူဘူးဒီနေ့လည်းစိမ်လာတယ်
မကြည့်ဘူးခါလေးပဲရတော့ဒီနေ့ဒီစီရဒီပဲချိပါဒီလိုဒီချက်ဒီတက်ထားပါမယ်ဒီတက်ပါမယ်ကြာစံနော်ကြာစံလေးပဲတော့ပဲထည့်ပါမယ်ခုနကဒီဖိုင်ချက်တာလေးကတားနေမယ်ကြာစံရင်ခါလေးတွေကိုထည့်မယ်ချက်တာလေးလည်းနှွင်လို့ပြပါပြီကဲပဲလေးချိပါမယ်ပဲလေးညက်ကလေးစိန်လာတော့ခဏပဲတည့်ရပါနော်နိုင်ပါလားစော်တာလေးထည့်တော့ပွားကဲဒီမှာပဲချမ်းလေးလည်းရပါပြီကြာစံလေးကိုရေးစိန်ပါမယ်ကဲကြာစံလေးရေးစိန်ကြာစံလေးကလေးချက်ဖို့ပဲစီလေးထည့်ပါမယ်ဒီကတော့ကျူရဲ့စပလင်လေးရဲ့ဂျင်းလေးရဲ့တက်တယ်ပြပါတယ်သူစစ်တက်ပါမယ်ပြန်လာချက်တာလေးပါဒီမှာပဲပြလေးစိန်လာတာဒီမှာငါတို့လေးပါတယ်ငါတို့လေးရှိပြီးလို့ပြန်လာလို့တဲ့ဒီလိုပြတော့ဒီကတော့ဒီလိုပြန်လာတယ်ဘယ်ပြန်လာလဲဘယ်မှာလဲကတော့ကြာဆိုင်ဟင်္ကာလေးတွေမှာထည့်မှာဟာတယ်ပေါ့နော်ပူချပန်းချလေးရဲ့ပန်းကောပြီးခွင်လေးရဲ့ဘုံလာဦးနေလေးရဲ့ငုံဦးလေးရဲ့ပြပါတယ်ကျတော့ကျွန်တော်ဘူးလာစချင်းရန်ကုန်လေးထည့်ပါမယ်ပြန်လေးပြန်စီမရလေးထည့်ပါတယ်မရလေးရောက်ပြီးတော့မဟုတ်တယ်ကဲအဲ့ဒါပြီးပြီဆိုရင်ဒီမှာခုနထွင်ထားတဲ့ကြက်သားလေးထည့်ချတာတယ်ချမိုးလေးနည်းနည်းထည့်ပါမယ်ဒီကောင်းနေတယ်ဒီမှာဘာလေးကောင်းတယ်ပါမယ်ဟိုတော့ဒီလေးပါတယ်စားလေးနည်းနည်းထည့်ပါတယ်ဒါလေးဒီလိုလုပ်ထားပြီးဆိုရင်အောက်ကနချမယ်ဒီလေးပေါ့ဒီလေးလေးစနေထည့်ပါမယ်လုံးလုံးဒီမှာထည့်ပါတယ်ကြက်လေးထည့်ပါမယ်ခုနတင်ထားတဲ့ပဲချမ်းလေးပါပါတယ်ငါးလုံးလေးကတော့ရေလေးစုမှထည့်မယ်ကဲခေဦးလေးစုလိုက်ပြီဆိုရင်ငါးလုံးလေးထည့်ပါမယ်သားတူလည်းထည့်လိုက်ရတာနော်အသားတူလည်းပါကဲကြာစံလေးပါတစ်ခါလေးထည့်ပါတယ်
ကြာစံဟင်းကိုရီးယားဆူနေပါပြီခဏလေးထားရပါမယ်ဒီရတာရှိပြီတော့စားလို့ရမ်းကောင်းတယ်ကြာစံဟင်းခါလေးတူရပါပြီရှင်ရမ်းစားလို့ကောင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်